Hello everyone ဒီတစ်ခါမှာတော့ဂုဆန်ကပင်လယ်ပင်ကြီးကိုခေါ်သွားမယ်နော်ပင်လယ်ပင်ကြီးရဲ့အတန်ကြားလို့ရှိရင်စိတ်ညစ်တာတွေတဝက်တက်တာစီတယ်လို့လူတချို့ကပြောကြတယ်ဂုဆန်ကတော့ပင်လယ်ရောက်လို့ရှိရင်ခရုမကောက်ရပဲကိုမနေနိုင်တဲ့အချက်တစ်ခုကရှိနေပြီးသားစီဒါကြောင့်မို့စိတ်ညစ်တာပဲဖြစ်ဖြစ်အထီးကျန်တာပဲဖြစ်ဖြစ်စိတ်ပင်ပန်းတဲ့အချိန်လေးမှာဖြစ်ဖြစ်ခရီးထွက်ပါရှိဟိုးအရှိမမြင်နေရတာဆိုအဲ့ဒါငါဖန်တဲ့လူတွေရောလူတွေအများကြီးပဲရှင်ဒီနေရာလေးကအဲ့ဒီအနောက်ကအရွက်လေးရလေးပါအရွက်လေးလည်းမသိဘူးကစုံရွက်နဲ့တူတူလိုပဲဒါပေမဲ့သူ့ကိုရေကစုံလို့ပဲခါလိုက်တော့မယ်ရှင်ကနတသေးလေးအသေးရလိုက်တာလူစိတ်လိုမျိုးခီးသွားတာအယံဝဒနာပါတဲ့သူတွေရှိကြလားရှင်လူဆိုင်ရတော့ပင်လယ်ရောက်ပြီဆိုလို့ရှင်ပင်လယ်အရသာကိုတဝါကြီးခံစားပြီးတော့မှပြန်လေးရှိရရှင် Okay vlog လေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးပါနောက်ထပ် vlog မှာပြန်နေဆိုတွေ့ကြမယ်နော် bye bye